မြတ်စွာဘုရားကတရားနာရတဲ့သူတွေအတွက်ယခုဘဝမှာတင်ဒိဋ္ဌဓမ္မအကျိုးထူးတွေခံစားရတယ်အကျိုးထူးတရား၅ပါးကိုခံစားရပြီးတော့အဲ့ဒီသူဟာလည်းပဲသေလွန်တဲ့အခါမှာကောင်းတဲ့ဘဝတွေကိုရောက်စီနေဆိုပြီးတော့တရားနာတတ်တဲ့သူတွေအတွက်ယခုဘဝမှာအကျိုးခံစားခွင့်ရှိတဲ့အကျိုးတရား၅ပါးတွေကိုဟောကြားထားပါတယ်။ကြားဘူးတဲ့စကားတွေကိုကြားနာခွင့်ရတော့ဘာတွေဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့စိတ်ဟာလည်းပဲဘလို့လောတဲ့တရားနဲ့ကြုံလာကိုယ်မှာဖြေစရာတွေရှိတယ်။တရားနဲ့လိုက်ပြီးသူကတွေးခေါ်တယ်တရားဘက်ကစဉ်းစားဆုံးဖြတ်တယ်။အဲ့တော့သူမှာအမှားနေတယ်။အဲ့တော့အမြဲတမ်းနားထောင်တတ်တဲ့သူကဘဝမှာပို့ပြီးတော့အကျိုးရှိတယ်။အတုတန်သူနာလေးမကြားဘူးတဲ့စကားတွေကိုကြားနာခွင့်ရခြင်းတည်ဟူသောအကျိုးကိုခံစားရတယ်။နံပါတ်2ကတော့တုတံပရိယောဓာပေတိတဲ့ကြားနာဘူးတဲ့တရားဓမ္မတွေဟာမိမိရဲ့စိတ်အစဉ်မှာတန်ရှင်းကြည်လင်ပြီးမှတည်လာတယ်။တရားတွေအမြဲတမ်းနာလာတဲ့အခါကျတော့စိတ်ကလေးကကြည်လင်လာတယ်စိတ်ကလေးကအေးချမ်းလာတယ်စိတ်ထဲမှာအတွေးတွေတောရောက်တောင်ရောက်မဖြစ်ဘဲနဲ့စိတ်ကတခုလေးသောအာယုံမှာထားပြီးတော့စိတ်ကလေးကကြည်ကြည်လင်လင်ရှိလာတယ်။ကိဉ္ခံဝိဟနတိတဲ့မသုံးကအဲ့လိုတရားဓမ္မတွေကိုနားလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဟိုအရင်ကသူ့စိတ်ထဲမှာမရှင်းမလင်းတဲ့တရားဓမ္မနဲ့ပတ်သက်တဲ့ယုံမှားတန်တရားတွေကလည်းပဲကင်းစင်ပပျောက်ကုန်နေတဲ့နံပါတ်4ကတော့ဒိဋ္ဌိစုကမ္မံအယူကိုဖြောင့်မတ်စွာယူသွားတယ်တဲ့တရားများနာလာတဲ့ပုဂ္ဂိုလ်ဟာမှန်ကန်သောအယူကိုယူလာတယ်တမာဒိဋ္ဌိလို့ခေါ်တယ်မှန်ကန်သောအယူကိုယူတယ်ဒိဋ္ဌိစုကမ္မံအယူဖြောင့်မတ်စွာကိုယူလာပြီးတော့သူဟာမြတ်စွာဘုရားရဲ့အပေါ်မှာတကယ်ကိုလုံးစင်ကြယ်စွာသူကယုံကြည်သက်ဝင်ကိုယ်ွယ်စိတ်ကလာတော့တယ်နောက်ဆုံးနံပါတ်5ကတော့စိတ်တမတ္တပတိတတိတဲ့အဲဒီလိုသူတော်ကောင်းတရားတွေကိုကြားနာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်အစဉ်ကကြည်လင်တန်ရှင်းပြီးမှနေတယ်အဲ့လိုကျိုးတရားတွေ၅ပါးကိုရနိုင်တယ်ဆိုပြီးဘုရားရှင်ကဟောထားတယ်နံပါတ်5ကတော့စိတ်တက်ကြည်လင်နေတဲ့ခုနကပြောခဲ့ပြီးစိတ်ကြည်တဲ့အခါကျတော့ကိုယ့်ရဲ့အတွေးခေါ်ကိုယ့်ရဲ့ရုပ်ရည်တွေကကြည်လင်မှုရှိလာပြီးသူ့ဘဝမှာတန်ဖိုးရှိတာကိုပဲလုပ်ရမယ်ဆိုတာကိုသူကသိလာပြီးတော့သူ့ရဲ့ဘဝဟာလည်းပဲကြည်ကြည်လင်လင်နဲ့အပြည့်ကင်းစွာဖြစ်ပါလိမ့်မယ်